အမေစိတ်ကြည်လို့ရှိရင်ဒါလုပ်လို့ရတယ်အဖေစိတ်ကြည်ရင်ဒါလုပ်လို့ရတယ်ဆိုတော့ကလေးဆိုတာလည်းလူသားတစ်ယောက်ဖြစ်တယ်သူ့မှာကိုယ်ပိုင်ခံစားချက်ရှိတယ်ကိုယ်ပိုင်အတွေးခေါ်ရှိတယ်ကိုယ်ပိုင်ဆန္ဒလေးတွေပြောချင်တာလေးတွေရှိတယ်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ကလေးပြုစုပြောထောင်ရေးဆိုင်ရာပညာပေးစာတွေကိုရေးတယ်ဂျက်စီကာမိုးဆက်ဖြစ်ပါတယ်ရှင်အခုပြောမယ့်အကြောင်းအရာကတော့ကလေးလေးတွေအပြုအမူအမားတွေလုပ်တဲ့အခါမှာကျမတို့ဘယ်လိုမျိုးပြုပြင်ရမလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကလေးလေးတွေပေါ့နော်အပြုအမူအမားတွေလုပ်တယ်ဆိုတဲ့အခါမှာတချို့ကကြတော့မသိလို့လုပ်တာပေါ့နော်မသိလို့အမားတွေလုပ်မိတယ်တချို့ကကြတော့အမားလုပ်မိတဲ့အခါမှာမိဘကကောင်းကောင်းမွန်မွန်ပြန်ပြီးတော့ဒီအမားတွေမလုပ်တော့အောင်ပေါ့နော်စနစ်တကျမပြင်တတ်လို့ဆက်ပြီးတော့အမားတွေလုပ်နေကြတာဖြစ်ပါတယ်ဆိုတော့ကလေးတွေကကျမတို့သဘောမကျတဲ့အပြုအမူတွေလုပ်တယ်ဒီအပြုအမူအမားတွေလုပ်တယ်ဆိုတဲ့အခါမှာဘယ်လိုမျိုးပြန်ပြင်ရမလဲဘယ်လိုဆုံးမရမလဲဆိုတဲ့အကြောင်းလေးတွေကိုအခုပြောပြပါမယ်နော်ကလေးလေးတွေကဒီငငယ်လေးကလေးကဒီဘာမှသိပြီးတော့မလာဘူးဆိုတာလေးတွေကိုအရင်ဆုံးအခြေခံမှတ်ထားရမှာပေါ့နော်ကျမတို့ကကလေးတွေစီကဘာတွေမျောလင့်တက်လဲဆိုလို့ရှိရင်ဒီခါကြလို့ရှိရင်မိဘပင်ပန်းနေရမသိဘူးလားပေါ့နော်ဒီခါကြလို့ရှိရင်ဒါတိတက်တဲ့အရွယ်ရောက်နေပြီမဟုတ်ဘူးလားတကယ်တော့ကလေးလေးတွေကကျမတို့ကမတင်ထားရင်ကျမတို့ကမပြောထားရင်ဘာမှမသိပါဘူးနော်ဆိုတော့ကျမတို့ကအရင်ဆုံးကလေးလေးတွေကိုဘာလုပ်ရမယ်ဘာမလုပ်ရဘူးဆိုတဲ့အချက်လေးတွေကိုကျမတို့ကသူ့ကိုပြောပြရပါမယ်ဆိုတော့ဒီအချက်ကဖေဖေမေမေတို့ကလက်ခံတယ်ဖေဖေမေမေတို့ကကြိုက်တယ်ဒီအချက်ကမလုပ်ရဘူးဒီအိမ်မှာမလုပ်ရဘူးဒါမှားတယ်လက်မခံဘူးဒီလိုအပြုအမူတွေကမကောင်းတဲ့အပြုအမူတွေဖြစ်တယ်ဆိုတာကိုကျမတို့ကကလေးလေးတွေကိုပြောပြရမယ်ပြောပြတယ်ဆိုတဲ့အခါမှာလဲကလေးလေးတွေကပေါ့နော်တစ်ခါပြောရုံနဲ့မမှတ်မိပါဘူးငါတစ်ခါပြောထားတယ်လေထက်လုံနေတာပဲလားဆိုတာမျိုးမမှတ်မိနိုင်တာလေးရှိရပေါ့နော်ဆိုတော့ကျမတို့ကကလေးလေးတွေကိုကြုံတိုင်းမှာကျမတို့တတိပေးသွားမယ်ဒီဟာလေးတွေကလှုပ်လို့ရတယ်ဒါလေးတွေကဖေဖေမေမေတို့ကကြိုက်တယ်ဒါလေးတွေကမလုပ်ရဘူးမကောင်းဘူးဆိုတာလေးတွေကိုကျမတို့ကပြောထားရမယ်တသက်မှတ်သေးကျမတို့ပြောရမယ်ဒီနေ့မှာတော့ဒီလိုအပြုအမူကိုခွင့်ပြုပြီးတော့နောက်နေ့မှာကျတော့ခွင့်မပြုဘူးနောက်နေ့မှာကျတော့ပြန်ပြီးတော့ခွင့်ပြုတယ်အမေစိတ်ကြည်လို့ရှိရင်ဒါလုပ်လို့ရတယ်အဖေစိတ်ကြည်ရင်ဒါလုပ်လို့ရတယ်နောက်နေ့မှာကျတော့မရတော့ပြန်ဘူးအဖေအမေမောနေလုပ်လို့မရဘူးဆိုတာမျိုးကျတော့ကလေးတွေကဘယ်စည်းကမ်းကိုလိုက်နာရမှန်းမသိဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကလေးတွေကမှန်ကန်တဲ့စီးကံကိုလိုက်နာနိုင်ဖို့အတွက်ကျမတို့ကစီးမြင့်စီးကံချမှတ်ရမှာဖြစ်တယ်လို့အဲ့ဒီစီးမြင့်တွေကိုတသက်မှတ်ထဲထိမ့်သိမ်းရမှာလည်းဖြစ်ပါတယ်ဆိုတော့ကျမတို့အဲ့လိုမျိုးစီးမြင့်စီးကံသတ်မှတ်မယ်ထိမ့်မယ်အဲ့ဒီကိုမှကလေးလေးကအပြစ်လုပ်သေးတယ်ဆိုပါစို့အပြစ်လုပ်သေးတယ်ဆိုလို့ရှိရင်ကျမတို့ကဘာပြောရမလဲသူဘာအပြစ်လုပ်လိုက်တယ်ဆိုတာကိုကျမတို့ကသူသိအောင်ပြောပြရမယ်ပြောပြပြီးတော့ကျမတို့ကဘာလုပ်လို့ရလဲသူ့ကိုနောက်ဆက်တွဲအပြစ်ပေးလို့ရတယ်နောက်ဆက်တွဲအပြစ်လို့ပြောတဲ့အခါမှာလဲသူ့အသက်အရွယ်နဲ့ထိုက်တန်တဲ့အပြစ်ကလေးတွေပေါ့နော်ကျမတို့ပေးလို့ရတယ်ဒါပေမဲ့အပြစ်တွေမပေးခင်မှာသူဘာကြောင့်ဒီလိုလုပ်တယ်လဲဆိုတာကိုကျမတို့ကသူ့ကိုမေးပြီးတော့နားထောင်ရမယ်ပေါ့နော်သူ့ဘက်ကဘလို့ခံစားချက်ရှိလို့လုပ်လိုက်တာလဲတခါလေကြားလို့ရှိရင်ကလေးလေးတွေကကိုယ့်ကိုကူညီတယ်ဆိုပြီးတော့ရေခွက်တွေတဲလာပေးတယ်သူလမ်းမှာကွဲသွားတယ်ဒါကလေးကကူညီရင်းနဲ့ဖြစ်သွားတာပေါ့နော်သူကတမင်တက်တက်ဒီရေခွက်ကြီးကိုမှောက်ချင်လို့ဒီရေခွက်ကြီးကိုကွဲစေချင်လို့မဟုတ်ဘူးဆိုတော့ဒီရေခွက်ကွဲလိုက်တာကိုကျမတို့အပြစ်သွားပေးမလားမဟုတ်ဘူးပေါ့နော်ဒါမျိုးကြတော့ကျမတို့ကနောက်တစ်ချိန်ကြာလို့ရှိရင်ဒီရေခွက်မကွဲအောင်ဘယ်လိုတဲရမယ်ကလေးလေးရေနော်သမီးလေးရေသားလေးရေဒီရေခွက်ကိုဘယ်လိုမျိုးလေးတဲရမှာဒီလိုမတဲလို့ရှိရင်ဒီလိုအနေများတယ်ကွဲသွားတယ်ဆိုတာကိုကျမတို့ကရှင်းပြရမှာဆိုတော့အဲ့လိုရှင်းပြတဲ့အခါမှာ तू ကတိသွားတယ်ပေါ့နော် तू လုပ်တဲ့အပြစ်ကခုနကသူဆော့ရင်းနဲ့ဖြစ်သွားတာမဟုတ်ဘူးမိဘကိုကူညီခြင်းနဲ့စိတ်နဲ့ तू လှုပ်လိုက်တာပဲဒါပေမဲ့မိဘအမြင်မှာကျတော့ तू မကင်ရမယ့်ဟာကိုကင်နေကွဲသွားတယ်ရိုက်ချင်တယ်ပေါ့နော်ဒါမျိုးတွေဖြစ်လာတယ်ဆိုတော့ကျမတို့ကကလေးလေးတွေရဲ့စကားကိုလည်းသူ့ဘက်ကခန်းစားချက်ကိုနားထောင်ရမယ်သူ့ဘက်ကပြောတာလေးတွေကိုကျမတို့နားထောင်ရမယ်အဲ့လိုပဲကိုကလည်းစကားများများပြောပေးရမယ်အဲ့ဒီထဲမှာမှကလေးကနော်လုံးဝကိုမလုပ်ရတဲ့အပြစ်မျိုးဥပမာသူ့ညီလေးကိုအယုတ်နဲ့ရိုက်တာမျိုးနော်သူ့ညီလေးစီကအယုတ်ကိုလူလိုက်တာမျိုးဒါမျိုးတွေကြတော့မလုပ်ရဘူးလို့ဖေဖေမေမေကအကြိမ်ကြိမ်ပြောထားမှာပဲဒါကိုသူလုပ်တယ်ဆိုပါတော့ကျမတို့ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်သူ့ညီလေးကိုသူအယုတ်နဲ့ရိုက်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ကဒါသူ့ရဲ့နောက်ဆက်တွဲအပြစ်ကပါလဲဒီအယုတ်ကိုပေးမကစားတော့ပဲနဲ့ကျမတို့1ရက်တန်တီ2ရက်တန်တီတင်ထားမယ်နောက်ကိုမလုပ်တော့ဘူးလို့ကတိပေးမှဒီအယုတ်ပြန်ပေးမယ်ဆိုတာမျိုးပေါ့နော်အဲ့ချိန်ကျရင်သူငိုလိုက်မယ်ဒါပေမဲ့ကျမတို့ကသူ့ရဲ့အပြစ်ကိုသူသိအောင်ဒါနောက်ဆက်တွဲပြစ်ဒဏ်ပေးရမှာဖြစ်တဲ့အတွက်ကျမတို့အဲ့အယုတ်ကိုတင်ထားရမှာပဲသူငိုလို့ဆိုပြီးကျမတို့ကနားကြီးလို့ပြန်ပေးလိုက်မယ်ဆိုရင်ကြတော့ तू ကနောက်နေ့ကျရင်ဒီအယုတ်နဲ့ထက်ရိုက်နေအောင်ပါဘာလို့လဲဆိုတော့နောက်ဆက်တွဲပြစ်ဒဏ်မရှိဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ဒါနောက်ဆက်တွဲပြစ်ဒဏ်ပေါ့နော်နောက်တစ်ခုက natural consequences လို့ခေါ်တယ်ဥပမာ तू ကဒီအယုတ်ကိုတင်ရမယ်အယုတ်တွေကစားပြီးရင်တင်ရမယ်နော်ဟိုလမ်းမှာထွက်ကစားပြီးရင်တင်ရမယ်နော်လို့မေမေနဲ့ဖေဖေကတင်ထားရက်နဲ့ तू ကဒီအယုတ်ကိုမသိမ်းခင်ဘူးလမ်းမှာထားခဲ့တယ်။နောက်ခဏတော့ပြန်ကြည့်ရောမရှိတော့ဘူး။အဲ့ဒါဆိုလို့ရှိရင်
သူ့ရဲ့ဒါတဘာဝနောက်ဆက်တွဲလို့ခေါ်တယ် natural consequences ကဘာလဲဆိုလို့ရှိရင် okay ပျောက်သွားပြီအဲ့ဒါတသားကမသိမ့်လိုက်လို့ပျောက်သွားတာမတက်နိုင်တော့နော်အဲ့ဒါတသားမသိမ့်လို့ပျောက်သွားတာဆိုပြီးကျမတို့ကချက်ချင်းပြန်ဝယ်ပေးတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်သူအရင်ဆွဲလန်းတဲ့အယုတ်ဆိုတော့ကျမတို့ကပြန်ဝယ်ပေးရမှာပေါ့ဒါပေမဲ့ချက်ချင်းပြန်ဝယ်ပေးတာမျိုးမဟုတ်ဘဲနဲ့တသားလမ်းမှာထားခဲ့တယ်နော်တသားကိုမေမေတို့ကအယုတ်တွေပြန်သိမ့်ဖို့ပြောရတဲ့နဲ့တသားလမ်းမှာထားခဲ့တယ်သူများယူသွားတယ်ဒါ natural consequences လို့ခေါ်တယ်ဆိုတော့ကျမတို့ကဒီလိုမျိုးပေါ့နော်နောက်ဆက်တွဲသူ့ရဲ့လုပ်ရရဲ့နောက်ဆက်တွဲလေးတွေကိုကျမတို့ကလက်ခံစေရမယ်ပေါ့နော်နောက်တစ်ခုကကလေးတွေကိုကျမတို့ကဒီအပြစ်တွေမလုပ်စေချင်ပေါ့နော်တချို့မိဘတွေရဲ့ပြဿနာဘာလဲဆိုတော့ကလေးဆိုလို့ရှိရင်ကိုယ့်ရဲ့အမိတ်အတိုင်းရှင်သန်နေစေခြင်းနဲ့ကိုယ့်ရဲ့အမိတ်အတိုင်းကိုလှုပ်စေခြင်းနဲ့အတိုင်းပဲလှုပ်စေခြင်းနဲ့ပေါ့နော်ကိုပြောတာတခွန်းမှပြန်မပြောပဲနားထောင်လက်ခံမှသာလိမ္မာတယ်လို့ထင်တယ်ဆိုတော့ကလေးဆိုတာလေလူသားတစ်ယောက်ဖြစ်တယ်သူ့မှာကိုယ်ပိုင်ခံစားချက်ရှိတယ်ကိုယ်ပိုင်အတွေးခေါ်ရှိတယ်ကိုယ်ပိုင်ဆန္ဒလေးတွေပြောချင်တာလေးတွေရှိတယ်ကိုယ်ပိုင်ရွေးချယ်မှုလေးတွေလုပ်ချင်တယ်ဆိုတော့ကျမတို့ကသူကလူသားလေးတစ်ယောက်ဖြစ်တယ်သူ့အရွယ်နဲ့သူစိတ်ခံစားချက်လေးတွေရှိတယ်ဆိုတာကိုလက်ခံပေးရင်းနဲ့သူ့အရွယ်နဲ့လိုက်ဖက်တဲ့ရွေးချယ်မှုလေးတွေကိုကျမတို့ကပေးလို့ရမှာပေါ့နော်ဥပမာရွေးချယ်မှုလုပ်တယ်ဆိုတဲ့အခါမှာလဲဒီကလေးလေးကိုဒီစိတ်လွတ်လက်လွတ်ရွေးချယ်ခိုင်းတာမျိုးမဟုတ်ပဲနဲ့အင်းဒီအနီနဲ့အပြာမှာနော်ဘယ်အရာဝတ်မလဲဆိုတာမျိုးရွေးချယ်ခိုင်းတာမျိုးပေါ့နော်ဥပမာဗီဒီယိုတစ်ခုလုံးကြိုက်တာဝတ်သားရေးဆိုပြီးတော့ရွေးချယ်ခိုင်းတာမျိုးမဟုတ်ပဲနဲ့ကျမတို့ကသူ့ရဲ့ရွေးချယ်မှုလေးတွေကိုကျင်းထားပေးလိုက်တယ်ဒီအပြင်တော့သွားလို့ရတယ်ရွေးချယ်လို့ရတယ်အပြင်သွားတဲ့အခါမှာဒီနှစ်ထည်တွေကဘယ်ဟာဝတ်မှာလဲဆိုတော့ကလေးကလည်းသူ့မှာရွေးချယ်မှုရှိတယ်ဆိုတဲ့စိတ်ခံစားချက်လေးရတယ်သူကိုယ်သူယုံကြည်မှုရှိတယ်ဖေဖေမေမေကသူ့ကိုအလေးထားတယ်ဆိုတော့သူသိတယ်ဆိုတော့နောက်ပိုင်းမှာကလေးကဒီသူရွေးချယ်မှုရတယ်သူကိုယ်သူစိတ်ကိုသူပိုင်နေဆိုတဲ့ခံစားချက်ရလာတဲ့အခါမှာမိဘကိုအရင်စန့်ကျင်ချင်တာမျိုးတိတ်မရှိတော့ဘူးပေါ့နော်ဆိုတော့ကလေးတွေကအပြစ်လုပ်တယ်လို့ပြောတဲ့အခါမှာခုနကကျွန်မပြောခဲ့တဲ့အချက်ကလေးတွေနဲ့စမ်းကြည့်ပါပြီးတော့ကလေးလေးတွေကိုပေါ့နော်ဒီအပြစ်တစ်ခုလုပ်တစ်ခါရိုက်ဆိုလို့ရှိရင်ကြတော့ဒါကလေးတွေကကြောက်သွားတာပဲရှိရပေါ့နော်သူအပြစ်ရဲ့မှားခြင်းမှန်ခြင်းသူဘာလုပ်လို့အဖေကစိတ်ဆိုးတာလဲသူဘာလုပ်လို့အမေကအပြစ်ပေးတာလဲဆိုတော့သူတိတ်ပြီးတော့ဒါနှလုံးသားထဲမှာဆွဆွဲမြဲမြဲမရှိဘူးပေါ့နော်ဆိုတော့ကျမတို့ကကလေးတွေကိုရိုက်တာထက်ဒါနှုတ်ကနေဆုံးမမယ်သူ့အပြစ်ရဲ့နောက်ဆက်တွဲတွေကိုပြောပြမယ်ပြီးတော့ဒီအပြစ်မလုပ်ခင်ကတည်းကကျမတို့ကစီကန်းတွေကိုချမှတ်ထားမယ်ပေါ့နော်ဒီလိုအားဖြင့်ကျမတို့ကလေးတွေရဲ့ဒီအပြစ်အမှုမားလေးတွေမကောင်းတဲ့အပြစ်အမှုလေးတွေကိုဒီဖယ်ရှားပြီးတော့ဆုံးမလို့ရပါတယ်နောက်ထပ်ကလေးလေးတွေကိုဘယ်လိုဆုံးမတင်ကြားကြမလဲဆိုတဲ့အချက်ကလေးတွေကိုလည်း Anavosi Kids Page မှာကျမထပ်ပြီးတော့ပြောပေးပါအောင်မယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်